ထိုင်းလူမျိုးတွေကိုယူနေတဲ့ဂုံရှမ်းရိုးရာဝတ်ဆောင်ကိုကဘာတိအောင်ချပြနိုင်ခဲ့တဲ့ Miss Grand JK ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီးရိုးရာအမွေအနှစ်ဆိုတာနိုင်ငံတိုင်းမှာရှိတယ်လို့အိန္ဒိယနိုင်ငံတွေကလည်းသူ့ယဉ်ကျေးမှုငါယဉ်ကျေးမှုနဲ့အပြိုင်ဝတ်ဆင်ချပြလာခဲ့တာဖြစ်ပါတယ်Miss Grand JK Sophia ကလည်း International မှာဝင်ရောက်ရှင်ပြိုင်နေခဲ့ပြီးတော့နိုင်ငံကိုစားပြုအမျိုးသားဝတ်စုံနဲ့ရှင်ပြိုင်ခဲ့ရပါသူမဟာရှမ်းလူမျိုးတွေအများကြီးရှိပေမဲ့ဂုံရှမ်းဆိုတဲ့လူတိုင်းမေးနေကြတဲ့ရှမ်းဝတ်စုံကိုချပြလာခဲ့ရဖြစ်ပြီးဒီအမျိုးသားဝတ်စုံယဉ်ကျေးမှုကိုထိုင်းရှေ့ပိုင်းနယ်တွေမှာသူတို့ရဲ့ရိုးရာဝတ်စုံလို့တောင်ပြောနေကြပြီးတော့ခိုးယူထားကြတာဖြစ်ပါတယ်ဒါကို JK ကကဘာကသိအောင်မြန်မာပိုင်းဆိုတာကိုချပြခဲ့ပြီးတော့သူမအနေနဲ့ဂုံယူဝမ်းသာနေကြောင်းလည်းပြောပြလာခဲ့ရပါ JK ကသူမတို့ team တစ်ခုလုံးချပြခဲ့တဲ့အမျိုးသားဝတ်စုံကိုအားရကျေနပ်နေခဲ့ပြီးတော့မြန်မာလူမျိုးတွေအတွက်ပျောက်ကွယ်တော့မဲ့အမျိုးသားဝတ်စုံကိုဝတ်ဆင်ခဲ့ရလို့ကျေနပ်နေခဲ့ရပါဂုံရှမ်းဆိုတာရှမ်းပြည်အရှေ့ပိုင်းမှာနေထိုင်ကြတဲ့လူမျိုးတွေဖြစ်ပြီးတော့ဒီလိုမျိုးပျောက်ကွယ်တော့မဲ့လူမျိုးတွေရဲ့ဝတ်စုံကိုဝတ်ဆင်ရလို့လည်းအားရတယ်လို့ဆိုခဲ့ပါတယ်တချို့ပရိသတ်တွေကလည်းသူမရဲ့ဝတ်စုံကပေါ်လွင်မနေဘဲနဲ့ရိုးရိုးကြီးဖြစ်နေရကြောင်း National Costume ဟာမနေ့ကတဲဆုငိန်လောက်တောင်မှအဖြစ်မရှိဘူးလို့ဝေဖန်နေကြတာပါ JK ကလည်းသူမဇာတိဖြစ်တဲ့ကချင်တိုင်းရင်းသားဝတ်စုံကိုမဝတ်ဆင်ပဲရှမ်းဝတ်စုံကိုဝတ်ဆင်တာကြောင့်အချင်းချင်းအငင်းပွားခဲ့ကြပါတယ်မြန်မာနိုင်ငံသားအချင်းချင်းတနိုင်ငံထဲမှာတည်ရှိနေတဲ့တိုင်းရင်းသားတွေဖြစ်လို့မြန်မာနိုင်ငံကိုစားပြုဝင်ပြိုင်ခဲ့ရကြောင်းဘယ်တိုင်းရင်းသားဝတ်စုံပဲဖြစ်ဖြစ်ပြိုင်ခွင့်ရှိတယ်လို့ဆိုထားတာပါတနိုင်ငံထဲသားအချင်းချင်းအငင်းပွားမနေကြပဲသူမကိုနေရာတစ်ခုတည်းရောက်အောင်အားပေးကြပါလို့လည်းပြောပြလာခဲ့ရဖြစ်ပါတယ် JK ရဲ့ talent တွေကအများနဲ့မတူပဲကွဲထွက်နေရကြောင်းတချို့တွေကတော့ဝင်နာတီမမိုင်းရင်တောင်မှ top 20လောက်ထိကိုမှန်းထားကြပါတယ် JK အနေနဲ့လည်းဝင်နာတီမရောက်နိုင်ရင်တောင်မှသူမတို့ရဲ့မြန်မာတွေဟာကမ္ဘာနိုင်ငံတိုင်းမှာထင်ပေါ်ကျော်ကြားနေရမယ်အားလုံးထက်ပေါ်လွင်ပြီးတော့ကမ္ဘာလယ်မှာမျက်နှာမငယ်စရာဘူးလို့ဆိုထားပါတယ်ဒီဝစ်ဆောင်ကြောင့်လည်းထိုင်းနိုင်ငံရဲ့အရှေ့ပိုင်းလူမျိုးတွေဟာသူမကိုဝေဖန်နေပြီးတော့သူမကလည်းဒီဝစ်ဆောင်ကကမ္ဘာမှာမြန်မာတွေပိုင်ကြောင်းပြသခဲ့ရဖြစ်ပါတယ်ဒီဝစ်ဆောင်နဲ့အမျိုးသားယဉ်ကျေးမှုဟာထိုင်းနိုင်ငံတွေကမြန်မာဘက်ကနေရွှေပြောင်းနေထိုင်ကြတဲ့တိုင်းရင်းသားတွေဖြစ်တာကြောင့်သူမတို့နဲ့တိုင်းရင်းသားချင်းတူတယ်နောက်ပြီးတော့ဒီဝစ်ဆောင်ကိုလည်းထိုင်းနဲ့မြန်မာဖက်ဆက်ရုပ်ရှင်ကားတွေမှာများစွာတွေ့ကြုံခဲ့ရပြီးပရိသတ်တွေကလည်းသိရှိခဲ့တယ်လို့ပြောပြခဲ့ရပါဘယ်လိုတွေပဲ JK ရဲ့ဝတ်စုံကကဘာကတိအောင်ချပြနိုင်ပေမယ့်သူမရဲ့ဝင်နာကိုလည်း JK ဟာအကောင်းဆုံးယူဆောင်လာပေးခဲ့ပါမယ်လို့ပြောပြခဲ့ရပါသူမကိုစပို့ပေးနေကြတဲ့ပရိသတ်တွေကလည်း JK ကိုအကောင်းဆုံးရှင်ပြိုင်ခဲ့တယ်သူတို့တွေနောက်ကနေတမျိုးတစ်ပုံအားပေးနေမယ်လို့ဆိုထားကြတာပါနောက်ပြီးတော့မကြခင်တပတ်လောက်တွင်းမှာ Miss Grand International Final ပွဲကြီးကလည်းရှင်ပြိုင်ရတော့မှာဖြစ်လို့ JK ဟာပေါ့ပေါ့ပပလေးနဲ့ရှင်ပြိုင်သွားမယ်လို့ပြောပြခဲ့ပါတယ်။ဂုံရှမ်းဝတ်စုံဟာဖုံးချက်တည်ရှိပြီးအမျိုးမြတ်မင်းကလေးတွေမှသာဝတ်ဆင်ရတယ်လို့ဆိုရိုးစကားရှိခဲ့ရပါဒီလိုမျိုးထူးမြတ်တဲ့ဝတ်စုံကို JK ကနိုင်ငံတကာဆင်မြင့်ပေါ်မှာရှင်ပြိုင်ခဲ့ရကြောင်းသူမတို့ဂုံယူရပါတယ်နော်။ဒီတော့ပရိသတ်ကြီးဂုံရှမ်းဝတ်စုံကထိုင်းလူမျိုးတွေရဲ့ဝတ်စုံလားမြန်မာလူမျိုးတွေရဲ့ဝတ်စုံလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။